everyone hello everyone အားလုံးပဲမင်္ဂလာပါခင်မီပဲဖြစ်ပါတယ်ခင်မီကဒီနေ့ဗီဒီယိုမှာတော့ပေါ့နော်ခင်မီစောက်ထားတယ်ခင်မီရဲ့ school လေးကိုခင်မီကပြောပြသွားမှာပါဆိုတော့အားလုံးပဲ ID လေးကိုလည်းလိုက်ကြည့်ကြပါအောင်ရှင်အားလုံးပဲ let's go ပေါ့နော်မီနူးတဲ့ကိုခင်မီကိုချက်ဝင်လိုက်ပါမယ်ခဏလေးပါရှင်ခင်မီကိုမနော်sorry ဒီမှာပါခင်ပြပါမယ်နော်ဒီမှာပါရှင်ခင်မီရဲ့ school လေးပေါ့နော်ခင်မီရဲ့ school လေးကိုခင်မီအပြင်ပထမဆုံးပေါ့နော်ခင်မီဒီနားလေးကြည့်ရမှာပါရှင်ခင်မီရဲ့ school လေးကိုအားလုံးပဲလိုက်ကြည့်ကြပါအောင်နော်ကဲခင်မီကကျောင်းသဘောမျိုးပေါ့နော်ဒီနားခင်မီကစောက်ထားတာမဟုတ်ပါဘူးခင်မီကဒီနားစောက်ထားတာမဟုတ်ဘူးပေါ့နော်အပေါ်မှာလေးစောက်ထားပြီးပါတယ်ဒါလေးကတော့တော်တော်လေးကိုလွယ်တယ်ပေါ့နော်ဒါလေးကတော့လူတိုင်းစောက်တဲ့မလို့တော့ထင်ပါတယ်ရှင်ပထမဆုံးတရားလေးကိုလျှောက်လိုက်တယ်ပြီးတော့ချဲလေးတွေပါလေးကိုယ့်ဘက်ကိုထည့်လိုက်တယ်ပြီးတော့တစ်ပင်လေးထည့်ပြီးတော့ဒီနားမှာပေါ့နော်ခင်မီထာဝါလေးကိုခင်မီစောက်တဲ့တလူလေးစောက်ထားပါတယ်ဒါပေမဲ့ထာဝါစောက်ရတာခင်မီခက်တယ်လို့ထင်တာပေါ့နော်ဒါပေမဲ့လုံးဝလွယ်လေးပါရှင်စောက်တဲ့သူဖြစ်စောက်တဲ့သူဖြစ်ပေါ့နော်လွယ်လေးပါစောက်ရတာလေးရပေါ့နော်အရန်လွယ်ပါတယ်ခင်မီအရင်တော့ခင်မီမခက်တယ်လို့အရန်ခက်တယ်လို့ခင်မီထင်သားခဲ့တယ်ဒါပေမဲ့ခင်မီကိုလောက်ကြည့်လိုက်တဲ့ခါကျတော့အရန်လွယ်ရပေါ့နော်ခင်မီစီမှာတင်တန်းနေတက်ချင်တယ်ဆိုရင်လည်းလာတက်လို့ရပါတယ်ခင်မီလည်းပေါ့နော်တင်တန်းလိုမျိုးတော့မဟုတ်ပါဘူးခင်မီကို GB တခုဖွဲ့ဖို့ရှိတယ်အဲ့ GB မှာပေါ့နော်ခင်မီကို TikTok မှာပါTikTok မှာလေးရရဲ Viber မှာလေးရရဲပေါ့နော် Telegram သုံးတဲ့သူတွေဆိုလဲရပါတယ်ဒါပေမဲ့ Telegram တော့မလုပ်ပါဘူးခင်မီ TikTok ပဲပေါ့နော် TikTok ပဲအဓိကလုပ်မှာပါဆိုတော့ခင်မီရဲ့ TikTok အကောင့်လေးကိုလည်းခင်မီပေါ့နော်ခင်မီရဲ့ TikTok အကောင့်လေးကိုလည်းခင်မီရဲ့ TikTok အကောင့်လေးကိုလည်းခင်မီပေးထားပါတယ်အဲ့ဒီ TikTok မှာလည်းခင်မီကိုဒီဗီဒီယိုပြန်တင်ပါပါရှင်TikTok ကဆိုရင်တော့ခင်မီကို TikTok ကဆိုရင်တော့ခင်မီကို follow လေးလုပ်ပေးပေါ့နော် YouTube ကဆိုရင်တော့ခင်မီကိုsubscribe လေးလုပ်ပေးသွားပါဦးရှင်ဒီမှာပေါ့နော်ဒီမှာဆိုရင်ခင်မီကိုစာအုပ်စဉ်လေးခင်မီထားပေးပါတယ်နောက်ပြီးဒီဘက်မှာဆိုရင်ပေါ့နော်နောက်ထပ် apply ပုတ်တပူပါခင်မီကိုခင်မီ ID လေးကိုမပြခင်ခင်မီဒါလေးကိုအရင်ပြောပြပါမယ်ဘာလို့လဲဆိုတော့ ID ကိုတော့ခင်မီပေါ့နော်ခင်မီရဲ့ဒီရဲ့အိမ်လေးကိုခင်မီအရင်ပြလိုက်ပါမယ်ဆိုတော့အားလုံးပဲဒီအတွင်းလေးကိုတော့လိုက်ကြည့်ကြပါတော့ခင်မီကိုတခြားဟာတွေလည်းခင်မီမေးလို့ရပါတယ် Square Crew ထဲမှာပေါ့နော်ခင်မီသိရဟာတွေအများကြီးရှိပါတယ်အဲ့ရလေးပေါ့နော်ဒီမှာပါအတွင်းထဲမှာဆိုရင်တော့ဒီဘက်မှာဆိုရင်တော့ခင်မီဘာမှမလုပ်ပေးထားပါဘူးဒီတည်းကပေါ့နော်တကယ်တော့ဘာလို့ဓာကြီးပို့သွားရလဲဆိုတာယူလို့သိလားဒီမဲ့လို့ထမိုင်းဘလို့ဆိုတော့ဒီဟာတွေခင်မီလုံဝင်းနေလေဒီဘက်မှာလေလွန်သွားတာဒီလားဒါပေမဲ့လေဓာကြီးကလေလုံးဝမိုက်သွားတယ်ဘလို့ဆိုတော့ဒီမှာကွာဒီမဲ့ကွာအမိုက်တောင်းကွာနှစ်ခုချားထားတယ်အဲ့လိုဖြစ်သွားရေပေါ့နော်ဆိုတော့မိုက်တော့မိုက်တယ်ပေါ့နော်ဒီဟာကလေဒီမှာပါအပေါ်ထက်လည်းခင်မီကိုပါပါရှိဒီမှာပါအပေါ်ထက်ကိုဖွင့်လိုက်မယ်ဆိုရင်တော့ခင်မီအပေါ်ထက်မှာပေါ့နော်စာတင်ခန်းလေးနောက်တစ်ခုတွေ့ရမှာပဲဖြစ်ပါတယ်ဒီဟာလေးကတော့ကိုဘကိုလှုပ်ထားရေပေါ့နော်ကိုဘကိုလှုပ်ထားရဲ့စာတင်ခန်းလေးဆိုတော့ခင်မီကတော်တော်လေးကိုကြိုက်ပါတယ်ဒီမှာဆိုရင်ခင်မီကိုစင်လေးတစ်ခုထားပေးထားတယ်ခင်မီတခြားဟာတွေထပ်ထည့်ဖို့တော့စဉ်းစားထားပါတယ်ဒါပေမဲ့ခင်မီပေါ့နော်နောက်ထပ် ID တစ်ခုမှပဲထပ်ထည့်ပေးပါမယ်ရှင့်ဒီ ID လေးကိုတော့တမျိုးပေးပါမယ်ဒီမှာပေါ့နော်ခင်မီကို flower လေးနောက်ထပ်ထည့်လိုက်ပါခင်မီဒီဘက်မှာထည့်မလို့ပေါ့နော်ဒါပေမဲ့ခင်မီအရင်ကြာတာမှကြောက်လို့နောက်ထပ်အိမ်တစ်ခုလည်းခင်မီစောင့်နေရပေါ့နော်စောင့်နေပါတယ်အဲ့ရလေးကိုလည်းလာပြောတာပေါ့နော်ဆိုတော့ဒီခင်မီဒီအကောင်လုံးထဲမှာအကြိုက်ဆုံးနေရဆိုရင်တော့ခင်မီဒီနေရာကိုကြိုက်ဆုံးပါဒီထာဝါတတိလေးကိုခင်မီကြိုက်ဆုံးပေါ့နော်ဆိုတော့ ID ပေးဖို့ချိန်ရောက်ပြီဆိုတော့ယူတို့တွေ ID မပေးခင်ခင်မီတို့တွေဘာရင်ကြည့်ရမှာလဲသိလားခင်မီတို့တွေဒီအိမ်လေးကိုချက်ကြည့်မယ်လေโอเคเนาะဒီမှာပါရှင်ခင်မီပြပါမယ်เนาะဒီမှာပါဒီနားလေးမှာတော့ခင်မီတို့ဒီလိုလေးထားပေးထားတယ်ဒီဘက်မှာဆိုရင်ခင်မီတို့ထာဝါလေးခုံလို့ရပါဘောเนาะတကယ်တော့ဒါလေးကစားကွင်းမှာကလေးကြီးမုတ်စားចောင်းချင်းချိန်ကြရင်ကစားဖို့ပေါ့เนาะဒီမှာဆိုရင်စာတင်ခန်းနောက်တစ်ခုဒီဘက်မှာဆိုရင်လည်းစာတင်ခန်းနောက်တစ်ခုရှိပါတယ်နောက်ပြီးတော့ဒီနားမှာဆိုရင်လည်းထာဝါလေးထားပြီးသားရယ်နောက်ပြီးတော့ဒီနားမှာ flower လေးတွေနဲ့ဆင်ပြီးထားရဲပေါ့နော်ဒီမှာဆိုရင်လည်းခင်ဗျာဒီဟာလေးထည့်ပေးထားပါရှင်ဆိုတော့အားလုံးပဲကြိုက်နေတတ်မယ်လို့ထင်ပါတယ်ဆိုတော့အားလုံးပဲ ID ပေးဖို့ချိန်ရောက်ပြီနော်ဆိုတော့ ID ပေးပါမယ်ရှင် ID လေးကတော့ခင်မီတို့ ID လေးကတော့ဒီဟာလေးပဲဖြစ်ပါတယ်ခင်မီတို့တွေ
ID လေးကပေါ့နော်ခင်ဗျတို့တွေဒီကခင်ဗျဝမ်းပြထားတယ်ဒီနေရာလေးမှာပဲဖြစ်ပါတယ်အားလုံးပဲဒီအိတ်လေးကိုခင်ဗျ school video တွေရိုက်တဲ့အခါကျရင်တွားကြည့်လို့ရတယ်အလေသဘောမျိုးနဲ့လည်းတွားလို့ရတယ်နော် ID လေးကိုလည်းခင်ဗျအပေါ်မှာပေးထားပါမယ်ရှင့် YouTube ဆိုရင်တော့ခင်ဗျကိုပေါ့နော်အောက်က hashtag မှာခင်ဗျကိုပေးထားပါမယ် TikTok ဆိုရင်တော့ခင်ဗျ option မှာပေးထားပါမယ်ဆိုတော့44တိခုံခုံ650နှစ်50ရှစ်နှစ်တစ်ဆိုရဲထားဝါလေးကိုတော့ခုံကြအပေါင်းခင်ဗျရဲ့ school လေးကိုတော့ကြပါအောင်ရှင့်ဆိုတော့အားလုံးပဲ bye bye ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်ဒီဟာလေးကိုလည်းခင်ဗျာကြိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲ bye bye